အဝါရောင်မဟုတ်ဘူးလားဆိုတော့ဝါမဟုတ်ပါနဲ့ no please secret Hello အားလုံးပဲမင်္ဂလာပါခင်ဗျာခွန်အခုဘလော်လေးမတင်တာလည်းနည်းနည်းကြာသွားပြီပေါ့နော်အဲ့တော့ဒီတစ်ခါတော့VNN ဟန်နိုင်မျိုးလာနိုင်မယ်ဆိုရင် format ကိုကြိုက်တဲ့သူတွေအတွက် format story ကဘယ်နေရာမှာရှိလဲဆိုတာလေးကိုခွန်ကပြပြသွားပြမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ခွန်နဲ့ဒီကိုလက်ထပ်ပေးပါဦးနော် Hello အခုဟန်နိုင်းမှာဟန်နိုင်းမြို့မှာတခုဒီတော့ရှိရဲ့ format store ပေါ့နော်နောက်တစ်ခု format store ကကျတော့အဝေးပဲမြို့ပြင်ပပါရှိတာအခုဒီဥစ္စာတွေကဒါဟန်နိုင်းနဲ့ဟန်နိုင်းမြို့အိုကောတာနဲ့လည်းအရင်မဝေးပေါ့နော်အဲ့တော့ဒီမှာခုလို့ခြင်းနဲ့ကားပန်တာနဲ့လက်တက်ပုံကြီးရဲ့ဒီလက်ရှိမရှိတော့ကြည့်လိုက်ပါ အရင်ကဆိုရင်ခွန် blind မဖောက်ချင်တယ်ဆိုဝယ်ရတာလုံးဝမလွယ်ကူဘူးပေါ့နော် online ကနေမှားရတာပေါ့နော်အခုတော့အပြင်မှာကိုယ်တိုင်ကိုယ်ကျရွေးပြီးဝယ်လို့ရပါပါပြီခင်ဗျာဟန်နိုင်မှာဆိုရင်ပေါ့နော် အစံရှိရတဲ့ပါဒီမဲလေးလိုချင်ခဲ့တာမဲလေးကလေးမရဘူးမရသေးဘူး Climb baby လည်းလုပ်ကြည့်တယ်အဲ့ဒါ climb baby လေးကိုခဏယာထားလိုက်အောင်မယ်အခုအစ်တက်တဲ့ scar panda ဟာလေးရှိမရှိပေါ့နော်တော့ကြည့်လိုက်မယ်ရှိရင်တော့ဒါမယူတော့ဘူးကြည့်ရပစ္စည်းပြတ်သွားရလားမသိလုံးဝမတွေ့တော့ box ကချက်တော့ဒီကတက်နေမှလည်းဝေးကြည့်လိုက်မယ် this one here ရှာနေရမတွေ့သေးဘူးခုတည်းတွေ့ဒီမှာဈေးမကြီးတော့သူကဘယ်လောက်ကြမလဲမသိသေးဥစ္စာအခုဒါအားလုံးတော်တော်များစိတ်ဝင်စားနေကြတယ်ပေါ့နော်စကာပန်ဒါနဲ့လေးတဲ့ပုံကြီးကြလေးယူမယ်ဒီမှာဈေးရတယ်ဈေးက6သိန်း4တောင်းနဲ့5လားအဲ့ဒါဆို6သိန်းကျော်ဆိုတော့မြန်မာငွေ3သိန်းကျော်ပဲ3သိန်းကျော်လောက်ပဲကြပါပေါ့မစိုးတန်တယ်လို့ပြောမယ်မြန်မာမှာဆိုဒီဥစ္စာတစ် box ကို2သိန်းလေးပါလောက်ရှိတယ်အားလေးလိုက်မယ်အပြီးတော့ fry baby လေးလိုချင်သေးတယ်အမှန်တမ်းပြောရင်အမေချက်ကြည့်လောက်ဒီမော်ဝေါ်လေးလည်းချစ်စရာလေးဒါအစ်စ်လားမသိမမြင်ဘူးရောသူကတဲနာကြီးတော်တဲနာကြီးဇပွဲပေါ်တင်တဲ့ဟာလေးဒါလေးလဲနောက်မှခုမှဒီဟာလေးရှိရယ်ဒီမိုဝေါ်လေးကဒီအဝါရောင်လေးပောက်ထားဝိုင်းဒီမိုဝေါ်လေးကိုလည်းဒီထဲကအနီလေးလိုချင်သေးတယ်အနီလေးထပ်ဖောက်အောင်မယ်ဒီထဲအဝါလေးလည်းလိုချင်သေးအဝါလေးကရှာသွားပြီအနီလေးလိုချင်သေးတော့နောက်မှထပ်ဖောက်မယ်အခုကဒီမှာကိုရှိမှရှိရအဝါရောင်လေးချစ်စရာလေးဒီမှာခုံးလို့ကျန်တာဒီအနီလေးလိုချင်သေးရဆက်ကြီးလေးနဲ့နောက်မှထပ် try မယ်ပေါ့နော်အခုလောဆယ်တော့ကားပန်နဲ့လေးတဲ့ပုံကြီးလေးဖောက်ပါမယ်ဒီဟာလေးလည်းလိုချင်တာဒီမှာသူကဒီကျိုးလေးတွေသူကကျိုးလေးမိုက်တယ်ဟောဒီအစိမ်းလေးလိုချင်တယ်အစိမ်းအောင်လေးလိုချင်တယ်သူကျိုးလေးကတော်တော် quality ကောင်းတယ်လို့ပြောရမှာတော်တော် quality ကောင်းတယ်ဟောသူကချင်းကျိုးလေးတွေကမစားမကြည့်အမှန်တကယ်ကအနီလေးလည်းလာတယ်အနီလေးလည်းလာတယ်ပြီးတော့ဒီခဲလေးလည်းလာတယ်ဒီခဲလေးလည်းလာချစ်စရာလေးဒါပေမဲ့ခေါင်းကတော့အစိမ်းကျတော့အစိမ်းလေးလိုချင်တယ်အရောင်လုံးအကုန်လုံးကတော့လှပါတယ်ခဲရောင်လေးကတော့အလှဆုံးဒါလေးပါတကူယူလိုက်ကောင်းပါတော်ပါပြီဆိုတော့ဒီဟာတပူပဲစမ်းဖောက်ကြည့်အောင်မယ်အခုနံပါတ်ကြီးအထက်မှာဒီအကောင်လေးလည်းပါတယ်ပေါ့နော်သူလည်းအခုနံပါတ်တအားကြီးနေတယ်ဒီရုပ်လေးလည်းခုမှမရှိသေးဘူးဒီရုပ်လေးတိတ်မကြိုက်လို့ဒီ format ထဲမှာတော်တော်စုံတယ်လို့ပြောရမှာထွက်သမျှ series တွေအကုန်လုံးရှိတယ်ပြီးသူ install လည်းတော်တော်များတယ်ပေါ့နော်ဒီ Monster Baby လေးဆိုလဲရန်ကုန်မှာဆိုခဏ install ပြတ်သွားတာအခုဒီမှာဆိုရင်ရှိတယ်အစုံပဲချစ်စရာလေး Monster Baby လေးက9သိန်းနဲ့3တောင်းပဲရှိတယ်မြန်မာကုန်လည်းဆို3သိန်းဝန်းကျင်ပေါ့လေ blind box လေးတော်တော်စုံတယ်လို့ပြောလို့ရတယ်ပေါ့နော်ခုတစ်ခါမှမမြင်ဘူးတဲ့ blind box လေးတွေအောင်ဒီမှာမြင်ရတယ်ပေါ့နော်အဲ့တော့ ဒီမှာ Scar Panda Crazy ကတော့ဒီမှာအကြိုက်ပဲကြ
ကြည့်အောင်အယောင်စုံပဲရောစကားပန်တာရဲ့ပြီးတော့ဟိုးစာရဲ့ခရိုမီရဲ့ကို collaborate လုပ်ထားတဲ့ဥစ္စာလေးတော့ blind ပေါက်တော့မဟုတ်ဘူးပေါ့နော်တခါတည်းသူကကြိုက်တဲ့အယောင်ရွေးပြီးဝယ်ရုံပဲချစ်စရာလေးဒါ once day နဲ့ collaborate ဟာလေးချစ်စရာလေးဒါလေးက scarf လာ version 1ထင်တယ်ကြည့်ရတာဒါ version 1ထင်တယ်ဟုတ်တယ်ဒါ version 1ထင်တယ် version 1နဲ့ချစ်စရာလေး version 1တော့ခုံမဖောက်လိုက်ရအောင် version 2ရှိရယ် version 3ရှိရယ်ပြီးတော့ဒီ little pony နဲ့ collaboration ဒါလေးဖောက်မယ်ခု scarf ပန်တာထဲမှာဆိုရင်ခုကြိုက်တဲ့အရာကြီးကအပြာလေးကြိုက်တယ်ဒီအပြာလေးကြိုက်တယ်ပြီးသွားရင်ဒီပန်းရောင်လေးလည်းတော်တော်လှတယ်ပန်းရောင်တောင်းခုံမကြိုက်ဘူးဒါပေမဲ့ဒီနေရောင်တအားကြိုက်တယ်ပြီးဒီနှစ်ခု series ဒီနှစ်ခု secret တွေနှစ်ခုတွေကအနီလေးပဲမြင်ဘူးတည်းဒီဘက်ကအပြာလေးပဲမြင်ဘူးတည်းအနီလေးကိုအရန်သဘောကျတယ်အဲ့တော့secret တွေကအနီလေးပေါက်ပါဆိုဆုတောင်းတယ်မရှင်းလိုက်ပါဘူးပြီးတော့နောက်တစ်ခုကကျတော့ခွန်အရန်ကြိုက်တဲ့ series တစ်ခုရှိရယ်အဲ့ series ကကျတော့တွင်ငယ် series ပေါ့နော်အရန်ကြိုက်တာတွင်ငယ်လေးအဲ့တွင်ငယ် series လေးတော့ကလည်းမမဟန်တီဘွားပြရပါတော့ခွန်အကျုံးမကြိုက်တဲ့လူတယောက်ပါသေးတယ်ကိုရီးယားက secret ပဲလုံးဝတရားမရှိဘူးဒါ secret ပေါ့ပဲဖြစ်ရတယ် secret ပဲ secret မရရင်ဒီ design တော့မရှိဘူးအခုအိမ်ထိမရောက်ပါဘူးခွန်ဒီမှာပဲတခါတည်းဖောက်လိုက်ပါမယ်ခုနကခွန်ပြောတယ်ပဲပေါ့နော် secret နှစ်ကောင်လေးကတစ်ကောင်ပေါက်ဒါမှမဟုတ်ရင်အပြာလေးပေါက်အဲ့ဒါဆိုပေပန်းအောင်လေးပေါက်ဒီအပေါ်၃ကောင်ကြိုက်တယ်ဒါရဲချက်တအားခင်းအောင်ဖြစ်သွားတယ်ကဲ okay တခါတည်းမမြင်လိုက်အောက်ချလိုက်မှာခဏတော့အခုအိတ်ကဒါမှမဟုတ်အိတ်လေးဖြစ်သွားပိုချစ်ဖို့ကောင်းပါခုကြည့်နော်ဘာရောက်လဲအဝါရောင်ကြီးလဲအဝါရောင်မဟုတ်ဘူးလားအဝါရောင်မဟုတ်နော်အာဘာရောက်လဲချစ်စရာလေးကြိုက်ချစ်စရာလေးအိုးစပင်းရကျန်သူ့ရဲ့စပင်းလေးကမှအိတ်လေးနဲ့တခါဆွတ်ထားပေးရချစ်စရာလေးအော်အရန်ချစ်ဖို့ကောင်းတယ်ချစ်စရာလေးအဝါလေးနဲ့အော် rainbow color အဆက်ကလေးခွန်းလို့ကျင်တဲ့အရောင်တော့မပေါက်ဘူးပေါ့နော်ဒါပေမဲ့တော်တော်လေးချစ်ဖို့ကောင်းပါလေသူ့ရဲ့ဒီမှာလက်ပြလေးနဲ့ချစ်စရာလေး oh so cute တခါချစ်တော့မယ်အိမ်မှာအမှန်ကချစ်ကြိုက်တယ်ပြောနေပေမဲ့လည်းနည်းနည်းတော့ငိုတန်လေးတော့ပါလာပေါ့နော်လိုချင်တဲ့အရာမပေါက်တဲ့အခါကျတော့ရှင်ဘက်ကကိုင်းမှာတစ်ခါချိတ်သွားလိုက်မယ်ဒါပေမဲ့တော့ခွန်ကအမြဲတမ်းကန်ကောင်းတယ်ဘလိုင်းမဖောက်တယ်ပေါ့နော်လိုချင်တဲ့အရာကိုကမပေါက်ဘူးဆိုရင်တော့မှလိုချင်တဲ့အရုပ်ကိုရအောင်ရတယ်အခုလည်းဘလို့ဖြစ်သွားမလဲဆိုရဲခွင်းရကကြမာလေးကိုတစ်ချက်စောင့်ကြည့်ပေးနော်ဘလော်လေးစောင့်အောင်ကြည့်ပေးပါဦးခင်ဗျာအခုဒီမှာအကုန်းဖောက်တော့ဒီရုပ်ကလေးကိုဒီအရုပ်ကိုဒီအရောင်ကြိုက်တဲ့ကောင်မလေးနှစ်ယောက်ပေါ်လာတယ်သူတို့ကဘယ်အရောင်နဲ့လေလိုချင်လဲပေါ့နော်သူတို့ပေါက်သွားတာသူတို့ကအဝါရောင်ပေါက်သွားတယ်ဒါပေမဲ့ခွန်းကလုံးဝအဝါရောင်မလိုချင်ဘူးအဝါရောင်လုံးဝမကြိုက်ဘူးအဲ့ဒါဆိုတော့အရင် series မှာလည်းဘေဘဲမမကြိုက်ဘူးအဲ့ကြောင့်မို့ तू ကအခုတရုတ်ထပ်ဖောက်လိုက်မယ်တဲ့ဘယ်အရုပ်ပေါက်ငါအဆင်ပြေတယ်လို့ဘယ်ရုပ်ပေါက်ငါအဆင်ပြေဒါပေမဲ့နင်ဒီရုပ်လိုချင်တယ်ဆိုရင်ဘယ်ရုပ်ပေါက်ငါလဲပေးမယ်အဲ့လိုပြောလိုက်တာအဲ့တော့ okay ဆိုပြီးတော့အခုသူတို့တော့တပူးထပ်သွားဝင်နေငါအခုခွန်းကဒီမှာစောင့်နေတယ်အဲ့တော့နောက်တပူးထပ်ဖောက်ရမယ်ပေါ့နော်ဘာပေါက်မလဲတော့မသိဘူးဘယ်ညာပေါက်ခွန်းကအဆင်ပြေတယ်ဒါပေမဲ့ဒီအဝါကိုလုံးဝမလိုချင်ဘူးဒါမှမဒီရုပ်လေးတော့မှအဝါလေးနည်းနည်းပါသေးတယ်ဒါပေမဲ့မစိုးဒီအဝါရောင်လေးကလက်ခံပေးလို့ရသေးတယ်ကျန်တဲ့အရောင်တွေအကုန်လုံးခွန်းသဘောကျတယ်အဲ့ဒီအဝါရောင်ကြီးတော့ခွန်းလုံးဝမကြိုက်ဘူးအခုအထဲမှာအဲ့ကောင်မလေးနှစ်ယောက်ထပ်သွားဝယ်နေတယ်စောင့်နေတယ်နောက်တော့ထပ်ပေါက်လိုက်မယ်နော် open not yellow one yeah not yellow one secret red one အဲ့ညမလေးနှစ်ယောက်ကလည်းအဝါကြီးပေါက်သွားမှတို့ကလည်းစိုးရိမ်နေရပေါက်သွားရင်တော့သွားပြီပေါ့နော် yeah it's okay yeah I like it yeah I like it okay you want
ဟယ်လိုအခုခွန်တက်ဖောက်လိုက်တာပေါ့နော်ခွန်တက်ဖောက်လိုက်တာခရမ်းရပေါက်တယ်ခွန်ကအမှန်တမ်းပြောရင်အယောင်ထဲမှာခရမ်းရအောင်အမုံဆုံးပဲဒါပေမဲ့ဒီလက်တက်ပုံနေနဲ့စကားပန်တာမှာတော့ခရမ်းရောင်လေးကိုတအားသဘောကျနေရအယောင်လေးတော်တော်လှပြီးတော့ချစ်ဖို့ကောင်းလို့အခုဒီခရမ်းရောင်တော်တော်လေးပေါက်သွားတာအရန်ပျော်သွားတယ်မကြည့်သပင်လေးရတယ်အရှိလေးကိုဒီမှာလုံးဝရောင်ကာလာဖူးလေးကောင်းလာရောင်စုံလေးဆိုတော့ခွန်ဒီဟာလေးတအားပိုကြိုက်တယ်ခုနပန်းရောင်လေးထပ်ပါနော်ဘာဖြစ်လို့လဲဆိုတော့ခုနပန်းရောင်ကြောင့်မင်းကလေးအရန်ဆန်တယ်ဒါလေးကျတော့အပေတင်လေးပို့ခံတယ်ဒါလေးပို့ကြိုက်သွားပါတယ်ဟိုလဲပေးလိုက်တဲ့ညီမလေးနှစ်ယောက်လည်းတအားကြီးပျော်သွားသူတို့တရုတ်မလေးနှစ်ယောက်အခုခွန်ကဒီရောင်လေးရပါတယ်ယေးကြိုက်ပါတယ်ပို့ကြိုက်သွားဒီရောင်လေးကိုပို့ပြီးတော့ဒီရုပ်လေးဘာဖြစ်လို့ဒီအယောင်လေးမှာဘာဖြစ်ကြိုက်လဲဆိုတော့ဒီအယောင်လေးကသပင်ကအပွေးမော်သပင်ကအဖျောက်ကြည့်သပင်ကအဖျောက်အရှိကြီးပဲအဲ့ဒါအရီယာနာဂရန်ဒီတအားကြတဲ့ခါကျတော့အရီယာနာဂရန်ဒီနဲ့တည်းတယ်သူကသပင်ကလာလေးကအစတုံးရခရမ်းဖြော့ရဲခရမ်းရင့်ရဲပြီးရပန်းခရမ်းလေးရဲတုံးရပါပါတယ်ပြီးဒီမှာကသူကကျေတူလေးပုံနေတယ်ပါပြီးတော့ထုံးစံအတိုင်းစကားပနာလေးရတဲ့လေးရဟိုဘက်ဒီဘက်လည်းတက်လို့ရပါတယ်စောင်းလို့ရပါတယ်အဲ့ဒီတော့ဖုန်းပြောတင်တာကတကယ်လို့ခဏရောက်တဲ့နေပြီပေါ့မှာဆိုရင်တော့မရှိဘူးပေါ့နော်ဒီစင်တာကြီးကခုမှဖွင့်ထားတာကြာသေးလို့ခဏစင်တာလို့ခေါ်တယ်အဲ့ခဏစင်တာမှာအပေါ်အများကြီးရှိရမှာဒီ first floor မှာရှိတယ်ဒီပေါ့မှာဆိုမှာပေါ့မှာရက်ကလေးကလာဝယ်လို့ရပါတယ်ခင်ဗျာအဲ့တော့ဖုန်းကတော့ပေါ့မှာချစ်တဲ့ပြီးတော့ပေါ့မှာချစ်တဲ့သူမို့လို့ပေါ့မှာတိုက်တဲ့သူတွေအကုန်လုံးကိုရောက်ညက်ပေးလိုက်ပါတယ်ခင်ဗျာ bye bye ကဲတက်တာဆိုပေမဲ့မတက်တာပြီးပါဘူးအမှန်တကယ်တော့အဲ့ဒါညတော့သွားစားတာပါညသာစားနေနဲ့နောက်ထပ်ထုတ်ဝဲခြင်းလာတာနဲ့ကိုညသာစားပြီးရတယ်နောက်ထပ်တစ်ပေါက်ကိုထပ်ပြီးတော့တောက်ဖောက်ခဲ့ပါသေးတယ်ခင်ဗျာအဲ့တော့ကိုနဲ့အတူတူနောက်ထပ် vlog လေးကိုထပ်ပြီးကြည့်ပေးပါဦးနော် vlog လေးမပြီးသေးပါဘူးခင်ဗျာအခုထပ်ပြီးတော့သွားပြီးဖောက်ဖို့မော်လိုက်ဖြစ်ပါတယ်ကဲအဲ့ဆိုရင်ကိုဒီတစ်ခေါက်ကကြတော့ crime baby လေးဖောက်မယ် scar pant ဒါလိုချင်တာလေးရပြီဆိုတော့နောက်တစ် crime baby ဆိုပေမဲ့လေ crime baby မဟုတ်ဘဲနဲ့တစ်ယောက်တော့လေ scar pant နဲ့လည်းတက်ပူလေးလည်းဖောက်ဖြစ်ခဲ့ပါတယ်ခင်ဗျာမတော့ဘူးဝက်ကြံတော့လေอู้ရရပေါ့မယ်Hello guys. Yes. Goodbye. ตัวอันนี้มันเปล่าခရမ်းမကြိုက်တဲ့ကိုကခရမ်းကိုလုံးဝမကြိုက်တဲ့ခွန်ကဒီစကားဖတ်တာလက်တဲ့ပူလေးတက်ပါပဲလုံးဝခရမ်းခရမ်းရအောင်ကြိုက်သွားကဲ make fox let's go နောက်တစ်ရက်ဝယ်ပေးမဲ့လူရှိတော့တစ်ရက်ထပ်ပေါက်ပါတယ်အခုဒါလေးကတော့ပထမတစ်ရက်လေးကတော့ခရမ်းရောင်လေးပါတစ်ရက်ထပ်ပေါက်ပါအခုချိန်ကြီးလုံးဝတရားမှမရှိပါတော့ secret ဆိုတာကြီးပဲအဲ့တော့ဘာလေးပေါက်အောင်လဲဆိုတော့ connect ဒီပြင်ကောက်ပေးပါဦးเนาะ secret secret လာပြီไปเลยใครเอาเนี่ยแค่ยังล่ะแค่ยังนะมันดีแล้วล่ะวางเบาๆเนาะวางเข้ามาเลย no please secret แค่ยังမဟုတ် secret မဟုတ် ကိုဒီတရားရုံဖောက်ခဲ့ချင်ဘေးနားလေးမှာလည်းရက်ကြည့်နေရပါတော့ဘာဖြစ်လို့လဲမသိဘူးဆိုပြီးခွန်းတွေးနေရပါတော့ပြမယ်ကိုချပြပေးမယ်သူကကြတော့သပင်အကောက်ကလေးနဲ့ခရမ်းနဲ့အရန်ကျိုးပေးနေကြုံချစ်စရာလေးဟုတ်တယ်တော့သပင်အကောက်ကလေးနဲ့တော့သပင်အကောက်ကလေး
တော့သပင်အကောက်ကလေးနဲ့သူကခရမ်းရောင်လေးပဲဖျက်ပေါက်တယ်နှစ်ယောက်တော့မှတင်း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 အပြာလေးလို့ရှင်ဒါပေမဲ့မစိုးပါဘူးပန်းရောင်နေအဝါတွေမပေါက်ဘူးဆိုရင်ရပြီခရမ်းရောင်လည်းပေါက်တော့လည်းပျော်ပါတယ်ဒီ series မှာခရမ်းရောင်အရင်သဘောကျတယ် ပြောပါလေဆိုပေမဲ့လည်းမိုးတန်တော့နည်းနည်းပါတော့ဒါပေမဲ့ကန်တရားကိုဘပါလာပါလေ ဒီနေ့ကတော့အရန်ပျော်တာအရန်ပျော်တာပေါက်တာပထမတစ်ရုပ်ပေါက်တာပန်းရပေါက်တယ်ခရမ်းပေါက်တဲ့ညီမလေးနဲ့လဲလိုက်တယ်ဒုတိယတစ်ခါပေါက်တယ်ခင်ဗျခရမ်းရောင်တစ်ရုပ်ထပ်ပေါက်တယ်ဒါပေမဲ့အပြာလေးပေါက်တဲ့လူနဲ့လဲမဲ့လူပေါ်လာတယ်အပြာလိုချင်နေတာအဲ့တော့ဒီနေ့နှစ်ရုပ်ပေါက်တာကိုပေါက်တာမရပါနဲ့လိုချင်တဲ့အယုံနှစ်ယောက်လုံးနဲ့လဲမဲ့လူပေါ်လာလို့အတွက်ကန်ကောင်းသွားပါတယ်ခင်ဗျာဘိုင်ရမ်းချင်တော့ပါပြီဒီက ကဲ blind box ဖောက်တာခုလိုမျိုးကန်ကောင်းတဲ့လူတွေရှိလားရှိရဆိုမှန်သွားပေးခဲ့နော်ဘိုင်ဘိုင်